သွားမယ့်နေရာလေးကတော့လှဲတဲ့အင်းရဘက်မှာရှိတဲ့ဇူဇူအိမ်ကိုသွားတာပါဒါမဲ့ဇူဇူအိမ်ထဲမှာရှိတဲ့ခေါ်ရပါကိုရောက်ရှိသွားတာပါရှင်ခွေလိုက်ပဲသွားမိသားစုနဲ့ပဲတငယ်ချင်းနဲ့ပဲသွားလို့ကောင်းမယ့်နေရာလေးပါရှင်အဲ့မှာနေရာ space လေးကျန်လို့ဒီကောင်းလေးတင်ရတယ်ပြီးတော့အင်းရကန်ပြီးနေပြီးလည်းကြည့်ရမှာပြီးတော့ဇူဇူအိမ်ထဲမှာကြာတော့အခွက်လိုက်ဥနိုဘာညာဆော့ပြီးတော့ချေးလို့ရတယ်ပေါ့နော်ဝေးတွေသွားဆံမလို့ပဲနဲ့မြို့လေးမှာပဲသွားလို့ရပြီးတော့နေရာကောင်းကောင်းလေးရှာနေဆိုဒီညောင်တော့ recommend ပေးစီပါတယ်နေရာလေးကလည်းအေးဆေးတိတ်ဆိတ်ပြီးတော့အစီအစဉ်တွေညီမတို့ခွဲလိုက်သွားတဲ့ဟာလေးကို vlog မှတ်တရတင်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ vlog ထဲမှာပါရပါမလဲဆိုတော့ဆက်လက်ဆောင်နေကြည့်ရှုကြပါဦးရှင်တော့ကြလေကဲအားလုံးဒီကြည့်မယ်last ကိုဘယ်လိုလဲခေါ်တယ်ကိုကလေးကိုခေါ် Hi နားလည်းခိုင်းကြအောင်မယ် Hi say hi ပါတော့လာယူပါနောက်ဆုံးတော့ရောက်ရှိသွားပါပြီပေါ့နော်ခေါ်ရပါကိုရောက်လာပါအဲ့မှာမြင်ရတာတော့ရွက်လီလည်းနီးကမြင်ရမယ်ပြီးတော့ရွက်လီလွင်တာရောပြီးတော့ကန်ပြင်းအကြီးရောရွက်လီကမောင်းတာရောအကုန်မြင်ရပါတော့နီးကကြီးရောလေးလေပါတော့သူတို့ space စီမှာကစားခိုင်းနေညီမတို့ကတော့ခွဲလိုက်တက်ပုံရိုက်လိုက်မုတ်စားလိုက်စားပြီးတော့ရှင်ပြေးမျိုးကြည့်လိုက်ထိုင်ရောချင်းနေရပါဘာဖြစ်တဲ့အတွက်တချင်းနေရလဲတိုင်ကဖွင့်ပြရပါတော့အများကြီးတော့စီးရေးခဲ့ပါအစားတောက်တွေလည်းစီးပြေးခဲ့စားဖို့စောင့်နေတစ်ဖြက်ရိုက်ထားတဲ့ဟာလေးပါနောက်ပိုင်း performance တွေပါပါတယ် solo တွေရော group like performance တွေပါပါတယ်ဒီတလေးမှာထိုင်ပါအိုင်ဒီနဲ့လာနော်ဖြစ်တာလေးကတော့ထမင်းကြော်ပါတယ်၊ကွက်ကုတ်သားကင်ကြော်ပါတယ်၊အာလူးချောင်းကြော်ပါတယ်၊ပြီးတော့ကရားဝုတ်ကြောင်ရဲ့ခောက်ဆွဲကြော်ရယ်ဆိုပြီးမှားခဲ့ရပါတော့။အရင်လည်းစားလို့ကောင်းပါတယ်။不是买个，就是买，把我钱拿。啊，好的，你买，没标的，好吧？你说呀。